အားလုံးပဲမင်္ဂလာပါခင်ဗျာတနေ့တာပြင်ပန်းလာခဲ့သမျှကိုဖြစ်ပြောက်ပေးမယ်ပေါ်ပွားချစ်လက်ပြီးအားပြင်းတဲ့အိတ်ဆောင်အနှိမ့်စရာမိကြရဲ့ Facia Massage Gun 3လေးနဲ့မိတ်ဆက်ပေးပါမယ်ဒီကောင်လေးကအကောင့်သေးပေမဲ့1မိနစ်ကိုကြိမ်2500ကြိမ်နှုန်းနဲ့နှိမ့်နေပေးနိုင်ပါတယ်စက်တန်လေးလည်းငြိမ်ပြီးတော့စာကြည့်လိုက်လို့နေရာမျိုးမှာသုံးမယ်ဆိုရင်တော့မှတော်တော်လေးကိုအဆင်ပြေပါတယ်ခေါင်းပြောင်းနေနေရတော့3ခုပါမှာဖြစ်ပြီးတော့တစ်ခုချင်းစီရဲ့ဘယ်နေရာမှာသုံးရမယ်ဆိုတာလေးကိုပြောပြပေးပါမယ်ဒီကောင်လေးကတော့ကြောပေါင်နဲ့ခြေသလုံးတွေသုံးပါတယ်ခင်ဗျာဒီကောင်လေးကတော့ခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာဆိုအသုံးပြုလို့ရပါတယ်ဒီ U shape ပုံစံခေါင်းပြောင်းလေးကတော့ကုတ်ရဲကြောရိုးရဲခြေသလုံးရဲနှိပ်လို့ရပါတယ်ခင်ဗျာပြီးရင်တော့ဒီကောင်လေးကိုအားသွင်းဖို့အတွက်တိုက်စီကြိုးတကြိုးပါပါမယ်ခင်ဗျာဒီကောင်လေးကိုတော့တိုက်စီနဲ့အားသွင်းပေးရမှာဖြစ်ပါတယ်အားဝင်နေဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအလဲမှာ indicator မီးလေးပြနေပါတယ်အပေါ်ဘက်ချင်းကတော့ကျွန်တော်အား3တုံးပေါ့နော်လောလောဆယ်တော့2တုံးရှိရပေါ့နော်အဲ့လိုမျိုး indicator လေးနဲ့ပြပေးမှာဖြစ်ပါတယ်ကျွန်တော်စပြီးတော့အသုံးပြုတော့မယ်ဆိုရင်ဒီမှာ power ခလုတ်ပါပါတယ်ဒီကောင်လေးကိုဖိထားလိုက်ပါဒါဆိုရင်တော့ power စပြီးတော့လာပြီပေါ့နော်စပြီးတော့အသုံးပြုလို့ရပါပြီအဲ့ဒါမှကျွန်တော်တို့ဒီမှာ fit mode ရဲ့ variable mode ရဲ့ဆိုပြီးတော့ mode 2မျိုးပါဝင်မှာဖြစ်ပါတယ်ဒါကတော့ကျွန်တော် fit mode ရဲ့ level 1အဆင့်ဖြစ်ပါတယ် speed ကိုထပ်တိုးချင်တယ်ဆိုရင်တော့နောက်တစ်ချက်ထပ်နေပေးပါဒါဆိုရင်လို့ရှိရင်တော့ကျွန်တော် level 2ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါမှနောက်ထပ်တစ်ချက်ထပ်နေလိုက်ရင်တော့ကျွန်တော်တို့ဒီ3ဆင့်မြောက်ကိုရောက်သွားပါမယ်ဒါကတော့အားအပြင်းဆုံးပေါ့နော်ကျွန်တော်တို့အားအပြင်းဆုံးပဲဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်တို့ variable mode ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်2ချက်နှိပ်ပေးပါဒါဆိုရင်တော့ variable mode ပေါ့နော်သူကတော့ကျွန်တော်ဒီ vibrate မတူဘူးပေါ့နော်ဒီတုံခါပေးတဲ့ vibrate တွေမတူပါဘူးဒါဆိုရင်တော့3ပေါ့နော်အဲ့ဒါမှပြန်နေလိုက်ရင်တော့1ကိုပြန်ရောက်သွားမယ်ပေါ့နော်ကျွန်တော်ဒီအလဲကဟာလေးကတော့ကျွန်တော်ဒီအားသွင်းတဲ့အခါမျိုးတွေမှာပြတဲ့ indicator မီးလေးပဲဖြစ်ပါတယ်ပြန်ပိတ်ချင်တယ်ဆိုရင်တော့ဖိထားလိုက်ပါဒါဆိုရင်တော့ပိတ်သွားပါပြီခင်ဗျာမိုက်တဲ့အချက်တစ်ခုကတော့ user အနေနဲ့ခန္ဓာရည်အားထက်ကျော်လွန်ပြီးတော့3မိနစ်ပြီဆိုရင်တော့မီးဖြူအောင်လေးပြပြီးတော့တတိပေးပါတယ်ခင်ဗျာဝိတ်အနေနဲ့လည်းတိတ်မပါဘူး300တာလည်းလွယ်ကူတယ်ဆိုတော့အိမ်မှာရှိတဲ့တက်ကြီးတွေအိုတွေအတွက်ဆိုရင်လည်း300တာလုံးဝကိုအဆင်ပြေပါတယ်မိတ်ဆွေတို့အနေနဲ့ခေါင်းတစ်ခုနဲ့တစ်ခုချင်းပြီးတော့သုံးနေတယ်ဆိုလို့ရှိရင်တော့ဖြိုတ်တက်ရလည်းအရင်လွယ်ကူပါတယ်ခင်ဗျာအသာလေးဆွဲထုတ်လိုက်အောင်ပါပဲဘက်ထရီအနေနဲ့ကတော့1900 mAh ပါဝင်ပြီးတော့ low speed နဲ့သုံးမယ်ဆိုလို့ရှိရင်တော့6နာရီကနေ8နာရီထိခံပါတယ်အမြင့်ဆုံး speed နဲ့ဆိုရင်တော့3နာရီလောက်ထိအသုံးပြုလို့ရပါတယ် Xiaomi ဘက်ကနေ official ကြေညာထားတာတော့တစ်နေ့ကို10မိနစ်ပဲသုံးမယ်ဆိုရင်တော့ရက်ပေါင်း30လောက်ထိခံပါတယ်ကာလာအနေနဲ့ကတော့အပြာရဲ့အမဲရဲ့နှစ်အောင်ရရှိနိုင်ပါတယ်ခင်ဗျာဝယ်ယူခြင်းနဲ့ဆိုရင်တော့မိတ်ဆွေတွေရဲ့စုကွန်နံမှာစိတ်တိုင်းကြလာရောက်ကြည့်ရှုဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာလိပ်စာလေးကတော့993မနော်ဟရီလမ်းမပေါ်မှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်